အားလုံးပဲမင်္ဂလာပါ and data analyst channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ပြောပြချင်တာကတော့ data analyst တယောက်အနေနဲ့တနေ့လုံးဘာတွေလုပ်ရလဲပေါ့နော် day in a life as a data analyst ပေါ့ဒီနေ့ကျွန်တော်လုပ်စရာသိပ်မရှိဘူးမနေ့ပြောရင်ကျွန်တော်ဒီနေ့က half day off ဖြစ်တဲ့အတွက်လုပ်ရမယ့်လုပ်တွေကသိပ်တော့မရှိဘူး and PowerPoint နည်းနည်းလုပ်ရမယ်ပြီးရင်အချောတက်နေတဲ့နောက်ဆုံး report လေးတစ်ခုရှိတယ်အဲ့ဒါပြီးရင်ကျွန်တော်တက်ခဲ့တဲ့အကြောင်း University of Nottingham မှာ guest lecturer အနေနဲ့တနားရီသွားပြီးတော့ကလေးတွေကိုရှုရမယ်ပေါ့နော်အဲ့တော့အားလုံးပဲလိုက်ကြည့်ပေးကြပါကျွန်တော်အလုပ်လုပ်နေရဖြစ်ပါတယ်ကျွန်တော်လုပ်ဆရာရှိရလေးချောတက်နေရပါအဲ့တော့ကျွန်တော် guest lecturer ပေးဖို့သွားနေတာဖြစ်ပါတယ်ဒါလေးကလည်းမစင်တော့လေကားနေပဲစင်တော့နောက်ထပ်ကားကနိုင်ဝက်လောက်မအောင်မယ်အဲ့တော့နောက်ကျနေပြီအဲ့တော့သွားလိုက်တော့မယ်ချောင်းမှာတော့ဒီနေ့ကတော့လူနည်းနည်းရှုပ်တယ်ပေါ့နော်ရာသီဥတုကလည်းတာရတော့ကျောင်းသားတွေအကုန်လုံးကအပြင်မှာထိုင်နေကြတာများတယ်ပြီးတော့ pub မှာလည်းလူတွေပြည့်နေပြီပေါ့နော်ကျွန်တော်ရောက်တဲ့ချိန်က7နှစ်ခွဲပဲရှိသေးတယ်အဲ့တော့ pub မှာလူတွေပြည့်ပဲဆိုတော့ရာသီဥတုကလည်းမကောင်းလာကြပြီဆိုတော့လေစာသင်ပြီးတော့ကျွန်တော် PhD တက်နေတဲ့တကယ်ချင်းနဲ့တွေ့ပြီးတော့ကျွန်တော်တက်ခဲ့တဲ့ campus ကိုပြန်သွားဖြစ်တယ်။ဒါကတော့ကျွန်တော်တက်ခဲ့တဲ့ campus ပေါ့နော်။ဒီ campus ကနည်းနည်းတော့သေးတယ်။ main campus ကတော့ပိုကြီးတယ်။အခုမြင်နေရတာတော့ဒီ library ပေါ့နော်။ကျွန်တော်အချိန်တော်တော်များများအဲဒီ library မှာအချိန်ကုန်ဆုံးခဲ့တာပေါ့နော်။ဒါပါပဲဒီနေ့ကတော့ဘာမှမများစာမရှိဘူး။ကားမောင်းပြီးတော့အိမ်ပြန်မယ်